ဒါကတော့ပေါ့နော်ဒီမောင်လေးကပေါ့နော်ဆိုင်ထီကိုလာပြီးကူညီတောင်းတာပေါ့နော်တကယ်လည်းဖြစ်နေတဲ့မောင်လေးပါလို့မရဘူးလားမအိမ်ငားနေတာပေါ့နော်ကြောက်ကဲဖြစ်တာတဲ့အသက်ကတော့ငယ်သေးတယ်24နေတဲ့နှစ်ပတ်ကိုတစ်ခါဆေးသွင်းရတာသိန်းလေးတောင်ကုန်နေတဲ့ဒီဘက်ကလည်းတော်တော်အဆင်မပြေနေတာပေါ့လို့အဲ့ဒါပေါ့နော်ဒါတကယ်ကိုကြောက်ကဲဖြစ်နေတယ်နေမသိဘူးအမေတကယ်ကိုဒါနှစ်ပတ်ကိုတစ်ခါဆေးသွင်းရတာမလို့ပေါ့နော်ဒါပတိမဒါသသိန်းပေါ့နော်မောင်လေးဒါကူညီညရအောင်ကူညီပေးကြပါအောင်လို့သူ့ကိုလည်းဒါလိုက်ကူပေါ့နော်အဲ့ဒီဘုန်းနံပါတ်လေးကိုတင်ပေးတာဆိုတော့နော်ဒါပေါ့ဒါကူညီတာပါမောင်လေးကိုနော်ဒါဟိုဒါနှစ်ပတ်ကိုလည်းညားတယ်တော့မောင်ကိုလည်း3000ဖြစ်တယ်ဒါနဲတယ်ညားတယ်မောင်ကိုပါနေရတာပေါ့နော်ဒါအမားတို့ပြီးတာတကယ်ပါတရားမယ်ပေါ့နော်မောင်လေးမငိုပါနဲ့အဲ့လိုမငိုနဲ့မငိုနဲ့ခဏပဲအဲ့ဒါကြောက်มาရဲ့ပြီးဟိုဟာဖြစ်มาနော်အမဟိုဟာကြောက်လောက်ဟိုဟာလောက်ပေးမယ်ကူညီပေးမယ်အမဟိုဆေးတွေပါနေဟိုဟာဖြစ်အောင်လို့မကူညီပေးမယ်တိတ်မဖို့နဲ့အမတို့ဟုတ်ပါစိတ်မကောင်းပါဘူးတနာဟုတ်တယ်သူတကယ်ခံလာပဲဒါတကယ်ကိုဖြစ်နေလို့ပေါ့နော်အကူညီပေးကြပါဦးလို့ဒီမောင်လေးရဲ့ဖုန်းနဲ့မတော်နဲ့လေဒါအသက်ကတကယ်ကိုငယ်သေးတယ်တကယ်ကိုလည်းစိတ်မကောင်းပါဘူးတိတ်မဖို့နဲ့ဟိုအမအလူရှင်တွေရအောင်လည်းတိတ်ကြကူညီပြီးတော့ဟိုဟာဖြစ်ပြီမယ်နော်တက်နိုင်တဲ့အားနေမောင်လေးကိုသူ့ဟိုဟာလက်ွေမယ်တကယ်လက်ွေမယ်ဒါတကယ်ကိုဖြစ်လို့ပါလို့နော်အသက်ကလည်းငယ်သေးရဲ့ဒီမိုးနဲ့ဒါဒီကြည့်ကိုလာတာမဟုတ်ဘူးတကယ်ဒီလိုကိုမနေတိုက်ပါဘူးဘိုးနာမချင်ဘူးကတော့ညလိုက်ပါအိမ်မကောက်ပြီးတော့လုံးပြန်နေတယ်ပေါ့တိတ်မဟုတ်နဲ့ဒါပြောက်มาရဲ့သိလားအဲ့လိုလည်းမဟုတ်ဘူးတက်ကလည်းငယ်သေးရဲ့မကူညီပေးကြပါဘူးလို့အိမ်ကလည်းအိမ်ကနေရတာမို့လို့ပေါ့နော်ဒါတကယ်ကိုဖြစ်နေရမို့လို့ပါလို့ဒါကိုယ်တိုင်ကိုယ်တကယ်ဖြစ်နေလို့မို့လို့စိတ်မကောင်းပါဘူးစိတ်ချမောင်းလေးကူညီတွေဟိုဖြစ်အောင်လုပ်ပေးမယ်နော်အမဖုန်းလည်းတွဲလိုက်ရတယ်အမမောင်လေးတောင်းနေဟိုကလုပ်ပေးမယ်နော်တိတ်မဟုတ်နဲ့တိတ်ရတယ်